ဆိုသားမှာရှစ်ခိုးပါဤဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1339ခုနှစ်နရောလဆန်း12ရက်နေ့ညအင်းစိန်မြို့ဘုန်းကြီးတို့ပိန်းနေကုန်းရဦးမဲကျောင်းတိုင်အတွင်းမှာတိဆောက်နေတဲ့ပုံညမှုနိဇေရီတော်ကြီးအတွက်ခေါင်းပကများပင့်လျောက်ခြင်းအရာဒီကနေ့ပထမနေ့နောက်ပိုင်းဇတ်လန်းဆိုကြပါစို့တရားနာဘေးသားကြီးလည်းစောစောကပြောပြီးသည့်အတိုင်းဒီကနေ့တော့ဖြစ်တယ်လို့ကြမ်းဖန်ဟောရရှေးတုန်းကဘုန်းကြီးတို့ဥတိတ်ခကြီးလို့ပဲဟောရတော့ဥတိတ်ခကြီးဆိုတာအလှပွဲတွေသူ့ကြည့်ပင်အတန်ကအတော်ကောင်းအတန်ကောင်းမသည်သူဟောတာကစေရနာသုံးတန်ကြီးဟောစေရနာသုံးတန်ကြီးဟောတော့တခါလာလည်းမဲပြပစိုးတခါလာလည်းမဲပြပစိုးစေရနာသုံးတန်ကြီးပါကွာဆိုပြီးတော့တရားပွဲအစကစီကားတော်လည်းပဲနောက်တစ်ဖြည်းဖြည်းလူရော့သွားပရိသတ်ရော့သွားတော့ဥတိတ်ခကကြောင်းကြတော့ဖိုးသူတော်တိုင်မယ်သူတော်ဖျားဟာရင်ငါတရားပွဲအလှမန္တတွေထယံခွာပြရတယ်ကွာမန္တမျက်နှာချက်တွေပါတွေအကုန်ဖြုတ်ပြရတယ်ဒူးပိတ်တွေပါတွေဒီလောက်စီကားတယ်အဲ့ဒီတော့ငါအနေနဲ့ပရိသတ်နဲသွားတာကိုစဉ်းစားလို့မရအောင်ဖြစ်နေတယ်ပရိသတ်နဲတာစဉ်းစားမနေနဲ့ကိုတော့တရားကတခါလာမဲပြပါစို့ဒီတရားကြီးထထနေတခါလာစေရနာသုံးတန်ဆိုတော့ပရိသတ်ရော့တာပေါ့လာကွာတာဖြင့်တို့တော်ရဲသွားပြီတရားအသစ်ရှာကြစို့တရားစာအုပ်ထဲမရှာဘဲနဲ့တော်ရဲသွားတရားရှာတဲ့တော်ရဲလည်းမတွေ့ဘူးကဲတော်ရဲမတွေ့တောင်ပေါ်တက်ရှာကြစို့ကွာတောင်ပေါ်လည်းပဲတရားတွေ့မလို့ကြောက်ခဲတဲ့သစ်ပင်တွေ့မှာပေါ့နောက်တောင်ခွတ်လက်ပြန်ဆင်းလာတော့ဝါခင်းတွေကဝါကောက်သမားလေးကတချင်းကောက်ဆိုဦးတိတ်ခနဲ့ဖိုးသူတော့ရပ်သွားနားထောင်သားဝါကောက်သမားလေးကဆိုပြီးပြိဿတောင်တော်သားရပန်းမျိုးစုံလာစွာပွင့်မာလာခိုင်ပန်းတပွင့်မာဆွချေရှာသူလည်းမရှိပါနဂိုရီတောသဘာဝမှာလုတ်ကင်ကစားတောင်းနေရဘာတွေတော့တလုံးလောက်တော့ကြည့်ရှုလုပ်ပါအောင်မှာပေါ့ဘုန်းကြီးကြီးပြစ်မထားနဲ့သူတော့ဖေတဘာသာတော့ဟာမိန်းကလေးမြင်မလားကိုတော့ဟိုဝါကောက်ရင်တချင်းဆိုနေနားထောင်မကောင်းဘူးလားကောင်းတယ်ကိုတော့မင်းမကြိုက်ဘူးလားကိုတော့အတန်ကောင်းကြိုက်တာပေါ့ငါလည်းကြိုက်တယ်ကွာတချင်းမကလို့ဘာဖြစ်ဖြစ်ဘုန်းကြီးနဲ့ဖိုးသူတော်တောင်ကြိုက်ရင်လူတွေကြိုက်လောက်တဲ့တရားအသစ်လို့ဟောရကောင်းလားအဲ့ဒါဆင်ပြေတယ်ကိုတော့နေကိုဆင်ပြေတာကိစ္စမျိုးမင်းနဲ့ငါနဲ့ထိုင်ပြီးတစ်ဖြတ်စီမှတ်ကြစို့ကလေးမလေးကဆိုလိုက်တောင်တော်သားရပန်းမျိုးစုံလာစွာပွင့်မာလာခိုင်ပန်းတဝင့်မှာဆွချင်ရှာသူလည်းမရှိပါနဂိုရီတောသဘာဝမှာလုတ်ကင်ကစားတောင်းနေရအိမ်လေးရှိတယ်တရားနာပိဋကသူတော်ကောင်းနေဆိုတော့ဘုန်းကြီးလောက်မကလက်ကောင်းတော့ငါဘယ်ရောက်ဘူးလို့ပြီးတော့ငါထိတာပါအိမ်လေးလောက်နေသူတို့ကကန်ဒီတော့တရားနာပိဋကဘုန်းကြီးနဲ့ဖိုးသူတော့ဒီမှာသူတော့မင်းနဲ့ငါနဲ့စတ်စုလုပ်ကြစို့ကဲကိုတော်ပါရငါကလေတောင်တော်သားရပန်းမျိုးစုံလာစွာကိုတော်တပည့်တော်ကလေပွင့်မာလာခိုင်ပန်းတဝင့်မှာငါကဆွချင်ရှာသူလည်းမရှိပါတပည့်တော်ကလေနဂိုရီတောသဘာဝမှာငါကလုတ်ကင်ကပြေးသွားတော့ကွာပရိသတ်ပြေးသွားပါလားက
哎，婆你那婆子了，这偏是傻逼的，钱都不给是吧？嘿，都了，对呀，寒假的呗，那平常忙手机路上奔他这个，哎，他没忙看，现在看路没别的不错，好多万呢，现在屋里看的，这样的生活话里面属于忙看过，哎，原来婆子了忙得路呢。怎么没说帮助？可呀，下路这看的，人家路的看了没别不说，这样有些人那都那么好多呗呢。这样的上面好家里面，你呀稍稍抓到木家吧，可呀，忙着急，路明了忙得嘛吧，可呀，这样那样嘛，可呀，路里也现在，嘿，我得看能搞过，这样有你路过，这说人讲哩，嘿，那这样那多呀啊，忙得就想出过。不是自己想了，我得看这样好比。嘿，毛主席，嘿呀，没这个呢，大家那阿妹看有这情况吗？大家那在阿band的罗伢的大老许多，大家那罗人呢阿端家家的人的你水苗吃多少个？阿拉大家那考的。爸妈冇把我表家了，哈哈，被人家公家话我们管记录着，干哪套哪套。哦，别那个面路喏，你呀家的你呀哩，别的路参加呀着来呗，这处那里阿表来没来的情况嘛，这苦来着吧的，喏，那得看比较难着吧。အဲ့ဒါနဲ့တရားနာပိဋကသာသနာ့ရာယသာသနာ့အမွေခံယူတဲ့အချိန်ခါမှာမင်းအခုအလှူပေးတာဟာအပူလှူလားအေးလှူလားဟဲ့ရှင်ဘုရားတဲ့အပူလှူရဲ့အေးလှူရဲ့တပည့်တော်နားမလည်ဘူးဗျ။ဩမင်းကလည်းအပူလှူဆိုတာကိုကငွေ9000လောက်ရှိလှူနေတာက1000ကိုငွေ9000ကို1000ကိုလှူတော့ငွေ9000ချေးလှူရတယ်ကွဖိတ်စာတွေရိုက်လူတွေဖိတ်ငွေ9000ကျွေးယူပြီးတော့လှူရတယ်ငါဖိတ်တဲ့လောက်ဖိတ်စာဖိတ်တဲ့လောက်မှလူတွေလာပါမလားကူငွေ9000လောက်မှရပါမလားမရလို့အိမ်ကနွားပေါင်းရမလားလဲပေါင်းရမလားနဲ့အဲ့ဒါလို့ငွေကူမျောပြီးစိတ်ပူလှူရတာအပူလှူခေါ်တယ်ကွာအာဒီလိုမဟုတ်ခဲနဲ့မိမိ900တက်နိုင်1000တက်နိုင်မုတ်တစာကြီးမပူပဲနဲ့အပြတ်လှူလိုက်တာကအေးလှူခေါ်တယ်မှန်လားပါဗျာတပည့်တော်ငွေ900ကုန်လှူတာပါဗျာငွေ900ရှိတာနဲ့အပြတ်ဘလို့ရှိကမှချေငှားပြီးလှူခြင်းမဟုတ်တပည့်တော်အေးလှူပါဗျာဒီလူကြီးလှူရအောင်ရှေးဦးမစွာမင်းလှူမယ်နဲ့ထားရှိတဲ့စေတနာပုပ္ပစေတနာခေါ်တဲ့ကွအခုလှူစဲကာလမှာမုံစစေတနာခေါ်တဲ့ကွအလှူကြီးပြီးတော့ငါလှူခြင်းနဲ့အလှကြီးအောင်မြင်ပြီဆိုပြီးမသေးမချင်းနိဗ္ဗာန်ထိအောင်ဝမ်းမြောက်နေရမှာကအဲ့ဒါအပရစေတနာခေါ်တဲ့ကွလူတွေကအာလကားပါကွာတခါလာစေတနာသုံးနာမှုအသိဟောမယ်ဆိုလို့လာတာဒီသုံးတန်ပဲဟောတာပါပဲဟဲ့ပြန်ကြစို့ပြန်ပြီဖိုးသူကသူဖုန်းကြီးမကျေနပ်ဘူးဒုက္ခပဲတရားအသိဟောမယ်ဆိုအသိမဟောဘူးကိုတော့တောင်းတော့တရားအသိကိုအချက်ပေးတယ်မကြသေးဘူးကိုတော့ဟင်တောင်းတော့အေးဟုတ်ပြီဘုန်းကြီးသိသွားပြီဩတခါတော့မှများလှူတဲ့အလှူဒါနာကြီးဆိုတာစေတနာသုံးနာမှမပါရင်ဘယ်ဟောဖြစ်လိမ့်မလို့ဒါကအစအပြိုးအလှူတကာသတိပေးတာခမည်းတော်အတွက်ကဟောတရားအသိဟောတော့မယ်ဗျာပြန်တဲ့လူတွေကခြီတောင်းပြန်ရုပ်တယ်ဟဲ့ကောင်အသိတဲ့အသိမြန်တဲ့ကြိုက်အသစ်တဲ့ဆိုပြီးခြီတော့ပြန်ရုပ်တော့ဥဒိဋ္ဌကလေဒီကနေ့နတ်နဲ့ခင်းစိလန်းစုပြည့်တဲ့တောတန်းတောင်တန်းထွက်သွားတော့နှင်းရီဆန်းထားတဲ့သစ်ပင်ကလေးများလန်းဆန်းတွေ့ရတော့ဘုန်းကြီးကာထာတစ်ပုဒ်ရေးထားတယ်တရားအသစ်တစ်ပုဒ်ရေးထားတယ်ပေါ့လူတွေကအသစ်ဆိုတော့နားဆွင့်နေခိုင်းမှာဥဒိဋ္ဌကကောက်ပြီးတော့អော်လိုက်တောင်းတော့သားရပန်းမျိုးစုံလာစွာပွင့်မာလာခရီးပန်းတဝင့်မှာ
စွချင်းရှာသူလည်းမရှိပါနဂိုရီတောသဘာဝမှာလုတ်ကင်ကစားတောင်းနေရရှာဆိုပြီးရွတ်လိုက်တော့လူတွေကပြိဿသာရုမခေါ်ဘူးလက်ခုပ်တွေထတီးတုံးနဲ့ထတီးကောင်းလိုက်တဲ့တရားကွာကဲဆိုတော့သချင်းကောင်းတယ်ပြောတော့တရားမြန်မာနိုင်ငံကြံလီကန်ကြော်ကြနေတာလေဘယ်မှမသွားဘူးကြုံလဲအဲ့ဒီပဲလှည့်သွားတာပဲတချို့ကပြောတယ်အိုးမင်းအတော်သင့်မင်းသားဘယ်မိလိမ့်နှုံးကွာဒါပေမဲ့လို့လဲတရားနာပြိတ္တကြံလီကန်ဒီတချင်းဆိုငိုတက်လာတဲ့ဘုန်းကြီးဆိုတော့မဆိုးမငိုပဲခေါ်လိုက်ရင်ပြိတ္တကကြုတ်ကိုအပြစ်တင်လာတယ်ပြင့်သူတွေကစပြီးတော့ရန်ထောင်းလာတယ်ရှင်ဘုရားတပည့်တော်တို့တရားဝဲခိုးတယ်ဘာဖြစ်လို့တုံးလို့ဆိုတော့ရှင်မရတရား6ကြီးဟောဗျာတရားယေစုဟောရအောင်မလို့မဟုတ်ဘူးဗျာတဲ့ဒီပြင့်ပွဲလောက်မဟဲဘူးတဲ့တပည့်တော်တို့ပွဲအဟဲနေတယ်ဆိုပြီးငိုတက်လာတဲ့ဘုန်းကြီးဆိုတော့ဒါရီလျှော့လိုက်ရင်ပြိဿမကျေနပ်ပင့်သူမကျေနပ်ဖြစ်လာလို့ကျုပ်ကအသက်ကလည်း46နှစ်ထဲရောက်လာတော့ဒါရီလည်းလျှော့ခြင်းပါပြီပြိဿနော်လျှော့ပြီးတော့ဝိပဿနာပိုင်းဆိုင်ရာလေးတွေတိုးပြီးဟောပေးနေတယ်ဒါသို့တော်လည်းပဲဝိပဿနာဟာတပွဲမှမပါတဲ့တရားပွဲမရှိပါဘူးကျုပ်အမြဲတမ်းဟောပါကျုပ်ကလှေကားတက်ပေးတယ်ဘုန်းကြီးဝိပဿနာဟောတဲ့ဆရာတော်သမတော်တွေတီရီတက်နာခန့်ခန့်ညာညာဟောတဲ့တရားတွေကိုနာနိုင်ပါစေဆိုပြီးတော့ဘယ်တော့မှတရားပွဲမလာတဲ့လူတွေဆိုးငိုရည်ပြီးတော့ရောက်အောင်ဆွဲခေါ်ကျုပ်စီကနာပြီးတော့ကျုပ်တက်ပြီးတဲ့လှေကားနဲ့တက်ပြီးတော့ဟိုတရားတော်ကြီးတွေနာနိုင်ပါစေလို့လှေကားတက်ပြီးတဲ့ဘုန်းကြီးပါဓမ္မကတိကတည်းကအောက်ပိတ်ဆုံးလှေကထစ်ပါအိမ်တအိမ်လှေကားရှိမှအထက်ထတက်ရတယ်လို့ဒါပေမဲ့လို့အထက်ထတက်တဲ့ချိန်ကဒီလှေကားနင်းတက်တော့ဒီလှေကားမမိတ်အပ်တယ်လို့ပေါ့ကျန်ဒီကံတရားနာပြီးတော့တချင်းဆိုငူတဲ့တရားတို့အစကတော့ပျော်လို့သွားနာတာနောက်တော့တော်ဟေးပြောင်းဥမဟာဆိုပြီးအထက်ကိုတက်သွားပါအထက်တက်သွားပြီးတော့ကျုပ်တက်ပြီးတဲ့လှေကနင်းဘက်ကလေးကိုလည်းကျုပ်ပြန်သတိရကြပါဦးနော်ဒါကြောင့်မို့လို့တရားနာပြိဿသာသနာရေးဘာသာရေးပညာရေးလူမျိုးရေးစီးပွားရေးအသင်းဖွဲ့ဂိုင်းကနာတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကစပြီးမပုတ်ခတ်ဖဲနဲ့ဖြောင်းပြောင်းတန်ကိုနိုင်တဲ့ဘက်ကကိုတက်နိုင်ကြလောက်သာသနာကိုတစ်ဖက်တစ်လမ်းကအားရှိအောင်ပြုလာရပါသဖြင့်ကျုပ်အပေါ်မှာတိခံခွင့်လွတ်နိုင်ကြလို့လဲဆက်လက်ဟောနေတဲ့ဘုန်းကြီးပါမှန်ရလားပြိဿကြီးမှန်ပါဗျာကဲဒါကြောင့်ဒီကနေ့တော့ဖြင့်အရင်နေအခက်ချိုးချိုးဆိုတဲ့တရားကိုဟောမလို့ကျွတ်တော်သုံးလောကထောထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်သာဝတ္ထိပြေဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါအဲ့ဒီသာဝတ္ထိမြို့မှာမဟာဝါနိစ္စခေါ်တဲ့ကုံတယ်မှုကြီးနဲ့တကွတရားနာပရိသတ်ရေလှဲသား900ကိုအကြောင်းပြုပြီးမြတ်စွာဘုရားဟောကြားပါအဲ့ဒီလှဲသား900ဒီခရီးမသွားခင်မှာဘုရားကိုယ်တော်မြတ်နဲ့တန်ဃာတော်အရှင်မြတ်များပင့်တန်ဃာတော်အရှင်မြတ်များကိုပင့်ပြီးတော့ဆံကတရားတော်များကိုနာတရားတော်နာကြပြီးတဲ့နောက်မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ဒီအရှင်ဘုရားတို့အားဆံကခြင်းအမှုသီလခံယူခြင်းအမှုတရားနာခြင်းအမှုတွေကိုပြု၍တပည့်တော်တို့သည်အယောင်အဝယ်ထွက်ကြတော့မှာပါဗျာအဲ့ဒါလိုမြတ်စွာဘုရားကိုလျှောက်ထားပြီးတော့ယရဏသုံးပါးစီကပ်ပြီးတရားနာပိဋကလှဲသား900ဟာကျွတ်တို့အယောင်ဝယ်ထွက်သွားကြအယောင်ဝယ်ထွက်သွားတော့သူတို့သွားတဲ့လမ်းမှာအင်မတန်ကြမ်းတမ်းတဲ့ခရီးကန္တာရရေလည်းမရှိဘူးပူလိုက်တာနေကလည်းပြင်းပြင်းထန်ထန်အရိတ်ခူစရာသစ်ပင်ကြီးတပင်အောင်ရောက်ကြတော့အဲ့ဒီသစ်ပင်ကြီးကဘယ်သူပိုင်တယ်လဲနဂါမင်းပိုင်နဂါမင်းပိုင်တဲ့သစ်ပင်ကြီးအောင်ရောက်တော့စိလန်းဆူပြေတဲ့သစ်ပင်ကြီးကိုမြင်ရသဖြင့်ဟေးတငယ်ချင်းတို့သစ်ပင်ကြီးကြည့်ရတာဒုမျက်စိထဲမှာထင်းနေတာကူကစိတ်ဆိုးနေတဲ့တိရွတ်တွေမြင်ရသဖြင့်ရေတော့ရတော့မှလိုလိုရေငတ်ပြေတော့မှလိုလိုနဲ့စိတ်ထဲမှာအလိုလိုချင်းချင်းတက်လာတယ်
လာငါတို့ဒီသစ်ပင်ကြီးအရှိကိုင်းကိုဖြတ်ကြည့်ကြစို့ရေထွက်လိုက်မယ်ကွာဟောသစ်ပင်အရှိကိုင်းကိုဖြတ်ချလိုက်ထန်းလုံးလောက်ရှိတဲ့တရားနာပိဋကရေလုံးကြီးထွက်လာဟာဟန်ကြဟေးရေလေကွာတောက်ကြချိုးကြသုံးကြခက်တကွယ်ရေတောက်လို့ကြီးလည်းမပေးဘူးကွာပါဇက်ကပါလာတော့ရေလည်းတောက်ခြင်းနဲ့ထမင်းလည်းစားခြင်းနဲ့နောက်ထပ်တို့ဒီရေနဲ့ကြီးအသက်ရှင်းနေမှာမဟုတ်လို့စားစရာတစ်ခုခုလည်းရလေဦးထင်းတယ်ဟဲ့တောင်မဲ့သစ်ပင်ကိုင်းဖြတ်ကြစို့တောင်မဲ့သစ်ပင်ကိုင်းဖြတ်လိုက်တော့ထမင်းနဲ့တကွသူတို့စားခြင်းနဲ့အာဟာရတွေအကုန်လုံးထွက်လာစားကြတောက်ကြဒီလိုစားတော့ပြီးတဲ့ချိန်ခါမှာထူပါဘူးကွာအရှိကိုင်းဖြတ်တော့ရေရတယ်တောင်မဲ့ကိုင်းဖြတ်တော့အစားအစာစားရဟေ့အနောက်ဖက်ကိုင်းဖြတ်လိုက်ကြအောင်စို့ကွာအနောက်ဖက်ကိုင်းဖြတ်လိုက်ဟာ16နှစ်အရွယ်ဝတ်စားတန်းစားနဲ့မိမပြူတွေ900ကိုပြိဿနဲတာမှမဟုတ်ပဲပြိဿမိမတွေဘယ်လောက်တို့900သူတို့ကလည်းဘယ်လောက်တို့900မလေးအစစ်ကဲဆိုကြပါတော့သူတို့က900 250ဆိုရင်ဒီကောင်တွေသတ်မကုန်ဘူးလားလို့သတ်ကုန်ပါဘူးအေးသတ်ကုန်ပါအခုပြည့်အောင်ကွာ900ပဲဟာအမျိုးသမီးတွေအဲ့ဒီအမျိုးသမီးတွေနဲ့တယောက်စီပို့了ကွယ်မင်းတို့သိတဲ့အတိုင်းငါဆက်ပြောလည်းမကောင်းပါဘူးပြောကြပါကြစားကြတောက်ကြနဲ့နေလာလိုက်တာဟဲ့ခိတ္တရထားရကက်ဆက်ခုနဘာတွေထွက်လာတော့ဟဲ့အမျိုးသမီးတွေ900ထွက်လာအဲ့ဒီအမျိုးသမီး900ထွက်လာတော့ပြောကြပါကြကိုစီကိုငါဟေးပြောတာပါတာကိစ္စမရှိဘူးကွာမထူးပါဘူးဖြတ်လက်စနဲ့တကိုင်းကြံနေသေးမြောက်ဖက်ခိုင်းဖြတ်ကြအောင်စို့မြောက်ဖက်ခိုင်းကိုဖြတ်လိုက်တော့ယရနာ9ပါးဆိုပါလားပြိဿထွက်ကြလားဟဲ့တင်းလှဲပေါ်တင်ကွာလှဲပေါ်တင်ကွာဆိုပြီးတော့ယရနာတွေတင်းအတော်အဆင်ပြေတာဘိသကြီးအဲ့ဒီလိုသစ်ပင်ကြီးများအင်းစိန်မျိုးတပင်လောက်ရှိတိုက်ဘူးလားရှိတိုက်ပါနေုံကျုပ်စိုက်အောင်မယ်ရလားစိုက်အောင်မယ်ဖန်ကြရရေထွက်တဲ့အရှိကိုင်းကရေထွက်တယ်တောင်ဘက်ကိုင်းကပါထွက်အစားထွက်တယ်အနောက်ဘက်ကိုင်းကပါထွက်အမျိုးသမီးတွေထွက်တယ်မြောက်ဘက်ကိုင်းကပါထွက်ယရနာ9ပါးအဆင်ပြေတာအခုခင်ဗျားတို့လူတိုင်းစီးနေတဲ့ကားတွေအဲ့ဒီသစ်ပင်ကြီးတစ်ပင်ရှိရင်တော့လူတိုင်းစီးနိုင်တာပေါ့နော်မြို့ပေါ်ရန်ကုန်မြို့ပေါ်စီးနေကားတွေမမြင်ဘူးလားပြိဿမြင်ပါဗျာအဲ့ဒီလိုသစ်ပင်ကြီးများရှိရင်ဟန်ကြဆိုပြီးအဲ့ဒီသစ်ပင်ကြီးကဘာကြောင့်တွေ့တုံးလို့ဆိုတော့ဖယားကိုတော်များနဲ့တန်ဃာတော်တွေလှူသွားတဲ့လေသား900မှုတွေ့တာအခုဒီကနေ့အေးစိန်မြို့ဘုန်းကြီးတို့ဗိနေကုန်းရက်ကွက်မှာတရားနာလာတဲ့တရားတော်မတွေအိမ်ပြန်သွားရင်ဘာပင်ရှိပြိဿနည်းနည်းဖြတ်တောက်တော့ကြည်တဲ့တယ်လို့ထင်တယ်ဒီနေ့လှူသွားတာကိုဟိုမှာလှူလို့အဲ့ဒီသစ်ပင်တွေ့တာကိုပြိဿကြည်တရားနာပြိဿအဲ့ဒါလိုနဲ့ယရနာတွေလှဲပေါ်အပြစ်တင်ပြီးတော့ပြန်သွားကြပြန်သွားပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားတရားနာပရိသတ်ရေလျှောက်ထားကြလျှောက်ထားတော့ဘုရားကိုရောမြတ်ကြီးကဒါယကာတို့သင်တို့တော်တဲ့ဟဲ့သင်တို့တော်တယ်ဆိုတာကအန္တရာယ်မဖြစ်အောင်လောဘကိုသိမ့်စည်းနိုင်လို့ယခုကဲ့သို့သစ်ပင်ကြီးမှရအပ်သောပစ္စည်းများဖြင့်အိမ်ပြန်ရောက်ပြီးကိုစီကိုငါချမ်းသာကြတယ်အကယ်၍များလောဘကိုမသိမ့်စည်းနိုင်ရင်သင်တို့အသက်ဆုံးဖွယ်ရာရှိတဲ့ဒါယကာတို့သင်တို့ဒီယခုလဲသား900အလုံးချမ်းသာကြတော်လေဟောလွန်ခဲ့တဲ့နောက်အတိတ်ဘဝတုန်းကလဲသား900မှာတော့လဲမှုတယောက်သာကြံ၍အလုံးကုန်သေချေပျက်စီးကြတဲ့ဒါယကာတို့ဘုရားအမိန့်ရှိတော့မှဒါယကာများနဲ့ဘုရားသားတပည့်ဖြစ်သောယဟန်တော်များကနေပြီးတော့အတိတ်ဇတ်ကြောင့်ပြန်ပြောင်းဟောကြားရန်ရှောက်ထား
မလျှောက်ထားပဲမနေနိုင်ဘူးလေဘုရားကသိကျင်တဲ့စကားကိုဖြတ်ပြီးတော့ရပ်ထားလိုက်သေးတာကိုသိကျင်တဲ့စကားရပ်ထားရင်တရားနာပရိသတ်ကြီးမမေးပဲနေနိုင်မှာနေနိုင်ပါဘူးနောက်ဘဝတုန်းကလှဲသား900ကတော့လှဲမှုကြီးကကြံ၍အကုန်သေးကုန်တဲ့ခြေသားတို့ဒီရင်ရပ်ထားတော့သိကျင်တဲ့စကားမမေးပဲနေနိုင်မှာမလားနေနိုင်ပါဘူးဗျဒါကြောင့်လူငယ်တွေငါမှားခဲ့ရအောင်ဟဲ့စကားများအကုန်မပြောနဲ့ကြားလားဖြတ်ထားအကုန်မပြောနဲ့ငါနည်းနည်းပြောရအောင်ကွာလူငယ်တွေလည်းပါပါတယ်ကလေးကလားလည်းမအောင်မိပါနဲ့ပြောရအောင်ဟဲ့ငါကြီးများနှမများမင်းတို့လူငယ်သဘာဝတွေ့ရင်လေအကုန်မပြောနဲ့ပြောတော့ပြောချင်တာပေါ့ကွာဒါပေသည်အကုန်မပြောနဲ့မင်းကိုမောင်ကချစ်တော့ချစ်ပါတယ်ကွယ်ဒါပေမဲ့ဖြတ်တာထားဟုတ်တယ်ကွာဟိုကောင်မလေးမမေးပဲမနေနိုင်ဘူးသာမှတ်တော့ဖြတ်ထားရတဲ့ဟာအကုန်မပြောရဘူးမင်းကိုမောင်ကချစ်တော့ချစ်ပါတယ်ကွယ်ဒါပေမဲ့လို့ဖြတ်ထားတော့ဟိုကဘာပြောတော့ဒါပေမဲ့ပြောလေအမသေးနိုင်ဘူးလို့ပြောနေမှာပခုံးတစ်ဖက်လှုပ်ပြီးမေးလိုက်မဲ့ဖြစ်ပုံတော့ကွာမျက်စီရဲ့မြင်အောင်သာကြည့်မကြည့်တတ်လဲအိမ်ချမွေးကြည့်ကွာအဲ့ဒီတိုင်းအဲကျုပ်လည်းဘယ်ချော်ထွက်သွားဆက်ကြအောင်ဆိုကြလားဒီလိုနဲ့တရားနာပရိသတ်ရေလောကုတ်တရားလဲထုံနီး၎င်းမှတ်ပါမြတ်စွာဘုရားနောက်ဘဝကလောဘကိုမသိသိနိုင်လို့ဘယ်လိုသိချင်ပျက်စီးကုန်ကြတယ်ဆိုတာအတိတ်ဇာကြောင်းပြန်ပြောင်းပြီးတော့ဟောကြားတော်မူပါဘုရားလို့အဲ့ဒီကဲ့သို့လျှောက်တော့မှဘုရားကိုယ်တော်မြတ်ကအတိတေပါရာနှစ်သိရန်အစချီသဖြင့်ဒါရကာတို့ခြေသားတို့တဲ့ဟောလူလေပြီးတော့နောက်ဘဝဘာယာနာခေါ်တဲ့တိုင်းပြည်ကြီးမှာလှဲမှုကြီးနဲ့တကွလှဲသား900ရှိကြတဲ့ကွအဲ့ဒီလှဲသား900သည်မိမိတို့ရောင်းစရာဝယ်စရာပစ္စည်းများကိုအလုံးကိုလှဲပေါ်မှာတင်၍ခရီးထွက်ကြတဲ့ခြေသားတို့အဲ့ဒီလိုခရီးထွက်သွားကြတဲ့ချိန်ခါမှာသဲကန္တာရအင်မတန်နေပူပြင်းတဲ့နေရာမှာရောက်သွားတော့သစ်ပင်ကြီးတစ်ပင်ရှိတဲ့ခြေသားတို့အဲ့ဒီသစ်ပင်ကြီးရောက်ကြသောခါသစ်ပင်ကြီးကြည့်ရတာစိတ်လန်းဆူပြေပါပြီအဲ့ဒီသစ်ပင်ကြီးကလည်းခြေသားတို့ငကားအုပ်ဆိုးတဲ့ခြေသားတို့ငကားပိုင်သားသစ်ပင်ကြီးရောက်ကြတော့အဆွေတို့ဘယ်နဲ့တော့ငါတို့ဒီသားတကွဲမရတကွဲနဲ့ထွက်ပြီးတော့လာလိုက်ကြတာသဲကန္တာရရောက်လာတော့ရေတောက်စရာလည်းမရှိနောက်ပြီးတော့လေစားစရာလည်းမရှိဝတ်စရာကလည်းငါတို့ပါလာတာနဲ့ရှေ့ဆက်သွားကြမယ်ဆိုရင်ဖြင့်အတိဒုက္ခရောက်ကုန်ကြတော့မှာပဲဘယ်လိုကြံ့ကြမလို့မပူကြနဲ့ဆွေတို့သစ်ပင်ကိုကြည့်ကြစမ်းဟာဒီသစ်ပင်ကြီးကိုကြည့်ကြစမ်းသူ့ကြည့်ရတာမျက်စီတဲ့စိလန်းစူးပြေုံနဲ့မကတခုခုဖြတ်တောက်ပြစ်လိုက်ရင်ငါတို့ငတ်နေတဲ့ရေတွေထွက်လာလိမ့်မယ်လို့ထင်တယ်ကောင်းပြီဒါဖြင့်အရှိခိုင်းကစပြီးတော့တို့ဖြတ်ကြစို့အရှိခိုင်းကစပြီးဖြတ်ကြစို့ဆိုပြီးဖြတ်လိုက်တာတရားနာပိဋကရေတွေထမ်းလုံးတော့ထောင်ပန်းလာဟာဟန်ကြရေတွေကွာတောက်ချိုးသုံးနဲ့ရေတွေကိုတောက်ကြဒီရေကလည်းပဲခင်ဗျားတို့ကျွတ်တို့စဉ်းစားကြည့်မယ်ဆိုရင်အခုခရီးသွားကြတဲ့လူတိုင်းလမ်းမှာများသောအားဖြင့်ရေငတ်တတ်ကြရေငတ်တဲ့လူတိုင်းကရေတောက်ရသလားဆိုတော့မတောက်ရဘူးပြည်သားကြီးတောက်ရရဲ့လားမတောက်ရဘူးနော်ဒါကြောင့်ရေလှူကြပါရေငတ်တဲ့အပြစ်မှာကင်းရေလှူခဲ့တဲ့လူကြရေမငတ်ဘူးဘယ်လိုရေမငတ်တာတို့ရေစာတို့ရေအိုးစင်တွေ့မိမိရေစာတဲ့အချိန်မှာရွာတွေ့ကားစီးသွားအောင်တော့မိမိရေစာတဲ့အချိန်မှာအဲ့ဒီကားကရေအိုးစင်ရှိတဲ့နေရာမှာရက်သားဖြစ်တယ်ရွာရှိတဲ့နေရာမှာရက်သားဖြစ်တယ်ဘိန်းပေါက်ချင်အောင်တော့ရေတွင်းရှိတဲ့နေရာနားမှာပေါက်တယ်ရေလှူခဲ့တဲ့အကျိုးကျေးဇူးရေမငတ်ဘူးဗျ
ဒါကြောင့်ဒီရေအကျိုး10ပါးကိုဘုန်းကြီးထည့်ထည့်ဟောဘူးတာပေါ့ကဲနောက်ကလက်ချိုးပြီးလိုက်ဆိုစမ်းပါဒီလက်ချိုးဆိုနော်သက်ရှိဆင်းလှချမ်းသာရဗလဉာဏ်ပညာဘယ်နှခုရှိတော့လျင်မြန်တန့်ရှင်းကြော်စောခြင်းမုတ်ကင်းချွေရန်သာဘယ်နှခုတော့10ခုအဲ့ဒါရေအကျိုး10ပါဒါကိုဘသူတွေများများမှတ်တတ်တုံးဆိုတော့ဘသူတွေများများမှတ်ထိုက်တုံးဆိုတော့ကလေးတွေမြောက်မြောက်ခိုင်းတဲ့လူကြီးတွေကြက်ကြက်မှတ်ပါရေကျိုး10ပါးမတောင်းပဲပြည့်တဲ့ရေကျိုး10ပါးမတောင်းပဲပြည့်တဲ့သူတို့ကကလေးတွေမြောက်ခိုင်းပြီးဘာကြီးရဲ့ဦးကြီးရဲ့အတော်ရဲ့ရေကျိုး10ပါးပြောဆောင်မှဆိုရင်ပြန်ပြောတတ်တဲ့လူကြီးကဒီပရိသတ်ထဲခွဲကြည့်ပြောတတ်တဲ့လူနဲ့မပြောတတ်တဲ့လူဘယ်ရင်းကများပြောတတ်တဲ့ခိုင်းဝန်ခံရမှာပေါ့မှတ်ထားကြရှင်းတော့ကဖိုးကြီးတယောက်မြင်ဘူးလားလှဲကြီးမောင်းလို့လှဲမောင်းရင်းနဲ့တရားနာပြေးတာကလေးမလေးကရေအိုးလေးနဲ့ဟဲ့ငါတူမဘာလို့ဟဲ့ရေပါကြီးအေးရေတစ်ပေါက်လောက်တောက်ပါကြီးတောက်ပါရေတိုက်ငါတို့ကရေကျိုးများတဲကြီးဟာရေကျိုး10ပါးမတောင်းမဲနဲ့ရတယ်ကိုဆိုချလိုက်တဲ့တခါတည်းရေလဲတောက်ပြီးတော့မေးပြီးကလေးမလေးကဘာကြီးရဲ့တက်ကြီးစကားတက်ငယ်ကြရေကျိုး10ပါးမတောင်းမဲရဆိုတာကျမတို့ကြားဘူးတာတော့ငယ်ငယ်လေးတည်းကကြားပါပြီတဲ့အဲ့ဒီ10ပါးကိုတက်ကြီးစကားတက်ငယ်ကြမှတ်ထားရအောင်တူမကြီးကိုပြောတော့ပါလားအေးပြောတော့ပြောခြင်းနဲ့ငါတူမရဲ့သို့ပါတော့လဲနွားတွေကမနေဘူးဟာဆိုပြီးတော့နွားမကောင်စွတ်ရိုက်မောင်းသွားမပြောတတ်ဘူးမပြောဘူးနွားလွှဲချဒါကြောင့်တရားနာပရိသတ်ကြီးရေလှူခဲ့တဲ့ပုဂ္ဂိုလ်ကမွတ်သိပ်ဆာလောင်ခြင်းကင်းတဲ့ပရိသတ်သူတို့ရေလှူခဲ့တဲ့အကျိုးလေးပါလာတယ်ပေါ့ကဲရေကိုတောက်ကြသုံးညဟေးရေတောက်လို့ဘိုက်ပြေတာရှိတာပဲကွာအာဟာရမဖြစ်ဘူးအေးကွာတောင်းမဲ့ခိုင်းဖြတ်လိုက်ရင်တော့တို့စားစရာတွေရမယ်နဲ့တူတယ်ဟေးဖြတ်ကွာတောင်းမဲ့ခိုင်းဖြတ်ချလိုက်တောင်းမဲ့ခိုင်းလေးဖြတ်ချလိုက်ရရောတရားနာပရိသတ်ကြီးအစားအစာတွေကြလာဟာဟေးစားကြကွာနဲ့အားရပါရကြီးစားကြအဲ့ဒီလိုစားရတောက်ရတဲ့အာဟာရအတွက်ကလည်းပဲတရားနာပရိသတ် तू ကဆွမ်းအကျိုးနဲ့ပတ်သက်လာပြန်ရောဆွမ်းကျိုးကဘယ်နှပါးရှိတုံးပရိသတ်5ပါးဘယ်သူတွေပါလဲ5ပါးအိမ်ပြန်သွားပြောပေါ့ဆွမ်းကျိုး5ပါးလို့ဘယ်သူတွေတုံးဆို5ပါးလို့5ပါးနဲ့ဆုံးတော့မှာပဲကဲဆိုဆွမ်းကျိုး5ပါးကအရင်5ခုခုနကပြောခဲ့တယ်အဲ့ဒါဆွမ်းကျိုးပါသက်ရှိဆင်းလှချမ်းသာရဗလဉာဏ်ပညာဘယ်နှခုတော့ဘုန်းကြီးပြောမယ်နော်အိုးရန်ကုန်မှာစာသင်နေကြတဲ့တန်ဃာတော်တွေမရှိဘူးလားအဲ့ဒီတန်ဃာတော်များဆွမ်းလှူရင်တဲ့ဆွမ်းအကျိုး5ပါးလဲမိမိတို့တိုက်ရိုက်ပြန်ရ5ပါးလှူရလဲရောက်တဲ့ဆွမ်းတစ်ခုတည်းနဲ့မိမိတို့တိုက်ရိုက်ပြန်ရ5ပါးလှူရလဲရောက်တဲ့ဆွမ်းတစ်ခုတည်းနဲ့ဘုန်းကြီးပြောမယ်ပေါ့ပရိသတ်ကြီးတန်ဃာတော်အရှင်မြတ်များသည်ဆွမ်းဖုံးပေးရမှအသက်ရှိသလားဆွမ်းမဖုံးပေးရမှအသက်ရှိဒါမြင်ခင်ဗျားတို့ရန်ကုန်မြို့ကြီးဟောဒီအင်းစိရလို့လားမစားရလို့ဒါမြင်သူတို့အသက်ရှိတာဆွမ်းကြောင့်ဆိုတာသိပါလားသိပါရဲ့သိရင်ဆွမ်းလှူမကြည့်ဘူးလားကြိုးစားလှူကြပါဒီဆွမ်းကြောင့်တန်ဃာတော်တွေတည်ရှိပြီးတော့ခင်ဗျားတို့ကိုးကွယ်နေရပါတယ်ဟာမယုံရင်ခင်ဗျားတို့ကြုတ်ပြောအောင်မယ်ကြားလား9ရက်လောက်ဆွမ်းမလောင်းမယ်ထားကြည့်ဟိုတကယ်ပြောတာမဟုတ်ဘူးဟုတ်သွားလုံးမနေနဲ့ဟုတ်စိတ်ထဲက9ရက်လောက်မလောင်းမဲထားကြည့်စိတ်ထဲကထားကြည့်လို့ gain ပရိသတ်ကြီးဒီအင်းစိန်နဲ့ရန်ကုန်မှာရှိတဲ့တန်ဃာတော်တွေက9ရက်ဆွမ်းမလောင်းမဲထားတဲ့မြို့နေပါမလားနေပါဘူးဗျဖြစ်ဘူးဟေးရင်တော့ကတော့ကျွေးနေလို့တို့စာပေပရိယသင်ကြားနိုင်တာအင်းစိန်ကဆုံးမကတော့ဘူးဟာဆုံးမလောင်းတော့ဘူးဟာအရန်ကုန်မြို့ကလည်းဆုံးမလောင်းတော့ဘူးဟာမဖြစ်ဘူးဟေးဂျိုင်းငါတိကျသေးကုန်နဲ့ကျွေးတဲ့နေရာပြေးကြလို့ခမည်းတော်မြို့ဒီတန်ဃာတော်တွေကပြစ်ထားခဲ့တော့မယ်မှန်လားပြိတ္တကြီးမှန်ပါရဲ့ဗျာအခုတော့မိမိတို့မြို့မှာရှိတဲ့တန်ဃာတော်တွေဆောင်းဝအောင်လှူဒန်းနေလို့တန်ဃာတော်အရှင်မြတ်များကစာပေပရိယသင်ကြားပြီးတော့ခမည်းတော်အကိုးကွယ်ခံပြီးတော့
သူတို့တတ်သမျှနဲ့ဟောကြားဆုံးမပြီးတော့နေတော်မူနိုင်ကြသည်မှန်ရလားဒီတိုင်းဒါကြောင့်တန်ဃာတော်တွေဆွမ်းဖုံးပေးရလို့အသက်ရှိသလိုတဲ့ဗျခမည်းတော်လည်းအသက်ရှိတဲ့အကျိုးတရားကိုပြန်ပြီးခံစားရပါလိမ့်မယ်ဟောနောက်တစ်ခုတန်ဃာတော်အရှင်မြတ်များပြိဿကြီးဆွမ်းဖုံးပေးရမှာအစင်းလှသလားဆွမ်းမဖုံးပေးရမှာအစင်းလှဒါဖြင့်ကိုတော်လေးတွေလှနေတာဆွမ်းစားရလို့လားမစားရလို့ဆွမ်းစားရလို့ဆွမ်းမစားရရင်လှလှပပဖြစ်ပါဒါကြောင့်တန်ဃာတော်အရှင်မြတ်များကိုဆွမ်းလှူခြင်းသည်အစင်းလှူတာနဲ့လဲတူပါတယ်ဒီလိုတန်ဃာတော်အရှင်မြတ်များဆွမ်းဖုံးပေးရလို့အစင်းလှသလိုခမည်းတော်လည်းတန်တရားမှာအစင်းလှတဲ့အကျိုးတရားတွေကိုတက်ရိုက်ပြန်ပြီးတော့ခံစားရပါလိမ့်မယ်ယုံရလားပြိဿနောက်တစ်ခုပါတယ်ချမ်းသာကြီးခြင်းဆိုတာပစ္စည်းချမ်းသာမှစိတ်ချမ်းသာမှန်ရလားဘုန်းကြီးပြောတာကြီးခြင်းဆိုတာပစ္စည်းချမ်းသာမှစိတ်ချမ်းသာမှန်ရလားဘုန်းကြီးပြောတာပစ္စည်းမချမ်းသာပဲစိတ်ချမ်းသာပါဒါကြောင့်တန်ဃာတော်ရှင်မြတ်များဆောင်းဖုံးပေးရအောင်လှူကြသဖြင့်စိတ်လည်းချမ်းသာတယ်တန်ဃာတော်ရှင်မြတ်များကိုယ်လည်းချမ်းသာတန်ဃာတော်ရှင်မြတ်များစိတ်ချမ်းသာကိုယ်ချမ်းသာအောင်ဆွမ်းလှူကြရသဖြင့်ခမည်းတော်လည်းချမ်းသာကြီးတဲ့အကျိုးတရားဆင်းရဲတဲ့လူများချမ်းသာပါမလားပြုပစ္စည်းမှမချမ်းသာပဲစိတ်ကောချမ်းသာပါမလားဒီထဲပြောတဲ့တူနကိုတဲအိုပြည့်တဲ့ဘယ်နဲ့လှုပ်ချမ်းသာတဲအိုအပြည့်ကြီးတဲ့နေရာမှာတော့ဘယ်နဲ့လှုပ်ချမ်းသာဒါပတိကာမတတ္တိဆိုတော့ပြောကြတာပဲပေါ့ဒီထဲသူတို့ကပြောသေးအိုးတဲ့တယောက်မျက်နှာတယောက်ကြည့်နေရရင်တဲ့လောကကြီးတောင်မေ့ဆိုသလိုလိုမဲကိုချစ်သူနဲ့အတူနေရရင်တဲ့ရွှေမျိုးတွေတောင်ဘယ်သေးသေးတဲ့သူများသွားရန်သေးတယ်အလကားပြောတာအဲ့ဒါကိုချစ်သူနဲ့မကလို့ဘယ်လိုကြီးပြောနေရပေမဲ့လို့ပရိသတ်ကြီးစားစရာဆန်ရှာမရတဲ့နေ့ပြောနိုင်မှာမလားဘာပြောခြင်းသေးတော့မချမ်းသာတာပဲမချမ်းသာမှတော့ပစ္စည်းမချမ်းသာမှတော့စိတ်လည်းမချမ်းသာဒါကြောင့်တန်ဃာတော်အရှင်မြတ်များကိုဆွမ်းလှူရသဖြင့်စိတ်ချမ်းသာကိုချမ်းသာဖြစ်တယ်လို့မိမိတို့မှာပစ္စည်းချမ်းသာမှစိတ်ချမ်းသာမှုဖြစ်တဲ့အကျိုးတရားတွေကိုခံစားရပါလိမ့်မယ်ဘယ်နှခုပြီးတော့ဟုတ်ရမှတ်နေထားပါတော့သုံးခုဘယ်နှခုပြီးသွားတော့အသက်ရှည်ခြင်းအစင်းလှခြင်းချမ်းသာကြီးခြင်းနောက်တန်ဃာတော်ရှင်မြတ်များဆွမ်းဖုံးပေးရမှာခွန်အားကြီးသလားဆွမ်းမဖုံးပေးရမှာခွန်အားကြီးသလားဆွမ်းဖုံးပေးရမှာခွန်အားကြီးတယ်တန်ဃာတော်ရှင်မြတ်များသည်ဆွမ်းဖုံးပေးရမှာခွန်အားကြီးတယ်လို့ခမည်းတော်လည်းခွန်အားကြီးတဲ့အကျိုးတရားခံစားရတန်ဃာတော်ရှင်မြတ်များသည်ဆွမ်းဖုံးပေးရမှာပညာသင်နိုင်သလားမဖုံးပေးရမှာပညာသင်နိုင်သလားဆွမ်းဖုံးပေးရမှာဒါဖြင့်ဆွမ်းစားလို့ပညာသင်ရမှာဉာဏ်ပညာတွေတိုးပွားမယ်ဆိုတာကိုသဘောပေါက်ကြလားခမည်းတော်လှူကြတန်းကြတဲ့ဆွမ်းကိုဖုံးပေးပြီးတော့တန်ဃာတော်ရှင်မြတ်များဉာဏ်ပညာတွေတိုးပွားတယ်လို့ခမည်းတော်လည်းဉာဏ်ပညာတိုးပွားတဲ့အကျိုးတရားတွေခံစားရမယ်ခံစားရဘူးလားပြိဿဒါကြောင့်ဒီဆွမ်းကိစ္စနဲ့ပတ်သက်ပြောပြန်တော့ရေလဲပါပြီးသားလို့အောင်းမိပါပါဘူးလားပြိဿပါပတိတချို့ကသဘောပေါက်တာမဟုတ်ဘူးသဘောပေါက်လို့ဘုန်းကြီးတို့ကကိုယ်ကားဖြစ်ဘူးတဲ့ဒါပတိဘုန်းကြီးကလည်းအပြောတတ်တယ်အဟောကောင်းတယ်တက္ကမတယောက်ကဆွမ်းလာပို့တယ်ဆွမ်းကြိုး၅ပါးသက်ရှိစင်းလာချမ်းသာရဗလဉာဏ်ပညာဟောလိုက်နောက်ဆွမ်းမလှူပြီးတော့အောက်ဆင်းသွားရေမတက်လာဆွမ်းမကအောက်ကချောင်းနာထောင်ရေကျိုးဆယ်ပါးမတောင်းမဲ့ပြည့်ခါသက်ရှိစင်းလာချမ်းသာရဗလဉာဏ်ပညာလင်းမြတ်တရှင်ကြိုးစိုးခြင်းမို့ကင်းချွေရနာဒီဆယ်ပါးမတောင်းမဲ့ရခါဆိုတော့ဆွမ်းမကအောက်ကလက်သီးဆုပ်တယ်မကျေနပ်ဘူးဘုန်းကြီးနဲ့တော့တမရက်စာလုံးမိဖို့ကြောင့်နဲ့ရေမချိုးအောင်အစမ်းမလေးအားနဲ့မျက်နာခုရက်ဒီအိုးမဲဒီမတုတ်အားဘူးဒါတော့ဒုက္ခခံတမရက်စာလုံးချက်တဲ့မိမကြတော့၅ပါးရေ၅ပြားစီမဆက်ရဘဲနဲ့ခတ်လှူတဲ့ကောင်မကြ10ပါးဒါတော့မျက်နာလိုက်တဲ့ဘုန်းကြီးတွေ့ကြသေးတာပေါ့ရေဆွမ်းလှူတဲ့ဒကမလဲတရားနာပြုတ်တာရေလှူတဲ့ဒကမဆင်းသွားရောသူအကြောင်းပေါ်တက်ရှင်မရဟဲ့ဒကမဘာတော့ရှင်များတပည့်တော်တမန်စာလုံးချက်ပြုတ်လောက်ကန်ပြီးဒုက္ခများတဲ့မိမကြတော့၅ပါးခိုးကောင်ကရေခတ်လှူတာကြတော့တပြားမှမကုန်ဘဲနဲ့10ပါးဟောရလားဗျရှင်များမျက်နှာလိုက်တယ်ဘုန်းကြီးခေါင်းတစ်ချက်ကုတ်စင်းလား
ဟုတ်တာပဲလေးတတ်တယ်လို့ကြည့်ဟောရတော့မှာမို့ဟဲ့နင်ပါပြီးသားမို့ထဲမဟောတာဘာပါလာတော့ဗျာနင်ပါပြီးသားမို့ထဲမဟောတာဘာပါလာတော့ဗျာရေကျိုးလည်းပါပြီးသားပေါ်ဟဲ့ချင်း၅ပါးနဲ့ဟောတာကိုဗျာကဲပါပြီးသားမို့မဟောတာလို့ဆိုမှနေပေါင်းတက္ကမနဲ့ဆွမ်းချက်တဲ့ချိန်ခါမှာဆံကိုရေမပါပဲအချောက်ချက်သလားဟဲ့ဒါတော့ရေနဲ့ချက်တာပေါ့ပါပြီးသားမို့ငါမဟောတာလို့ပြောသားနဲ့ပြီးတော့ဟင်းချက်တဲ့ခါရောဟင်းချက်တဲ့ခါလည်းပါတာပို့ပဲဒကမတော့နည်းနည်းပြော့သွားပါပြီးသားမို့ထဲမဟောတာဟိုမိမကရေလူတွေအကျိုး10ပါးနင်ကလေဆွမ်းအကျိုး5ပါးရေအကျိုး10ပါးဆိုတော့15ပါး5ပါးတောင်ပို့သဗျာဒကမကိုပြုံးစီနဲ့ပြန်သွားပြီးနောက်ရကြတော့အမွေခေါင်းပေါ်ကဆက်ပြီးနောက်ရကြတော့အမွေခေါင်းပေါ်ကဆုံးရေအမွေခစောင်းကရေအိုးဘုန်းကြီးခေါ်တတ်တော့လေအစင်းကိုပြေလို့ဒါကြောင့်တရားဟောဘုန်းကြီးများလည်းလွယ်တာမဟုတ်ရှမ်းပြေရောက်တော့ပရိတ်တောင်ပြင်ရွရရန်တုံနိမိတ်တံအဝမင်္ဂလင်းစဆိုတော့သူတို့အင်းဝကြီးထဲတဲ့တို့ရှမ်းပြေမပါဘူးဆိုလို့ဘုန်းကြီးတစ်ပါးကပြင်ရွတယ်ရန်တုံနိမိတ်တံရှမ်းပြေမင်္ဂလင်းစဆိုတော့အမလေးရှမ်းမတွေကြည်ညိုတာဆိုပဲပြိဿရဲ့ပြီးတော့ရှမ်းမတွေကသူတို့လှူတဲ့ပစ္စည်းကိုအကုန်စစ်စစ်ငါပါသရင်လားပြောင်းမှုပြုတ်တို့ငချောက်ပြားတို့ပဲလင်းငွေတို့ပေါ့ဗျာစုံးနေအောင်ပါသရင်လားပါသရင်တော့တရားနာပြိဿဘုန်းကြီးကလည်းပဲပါဠိကရှာမရပါဠိရှာမရတော့ဖြစ်တယ်လို့တော့ကျမ်းဖန်ချရမှာမပါလို့လည်းမဖြစ်ဘူးဘုန်းကြီးကရေစက်ချတဲ့ထဲ့ချလိုက်ရှုပ်ထွေးစအမွှေးဆုပ်ဆုပ်ပြောင်းမှုပြုတ်ကို၎င်းဘုန်းကြီးကပါတယ်ပြိဿပါဠိစာရှာမရတော့ပြုတ်ပတ်အရေးကြီးတာကိုပြိဿမနဟောဖောသူတော်ဝိဇ္ဇုလို့တယ်လို့ပေါ့ဂဟပဒံလမ္ပတိတိဖောသူတို့ဂဟပဒံကြကိုလမ္ပတိလို့တဲ့ဣရိသမထိုးကြောင့်ဖောသူတို့ကြတော့ဖောသူတော်ဆိုချလိုက်တဲ့ခါပဲချပြီးဟိုကရှုပ်ထွေးစအမွှေးဆုပ်ဆုပ်ပြောင်းမှုရုပ်ကို၎င်းရှေတတေစပဲလင်းငွေကြီးကို၎င်းပါဠိကရှာမရပြတတာစကခြုံပြားကြီးကို၎င်းလုံတုံတုံစအုံကြီးကို၎င်းလုံးပြုတ်ရှည်စငပြောပြီးကြီးကို၎င်းဘုန်းကြီးချမ်းပါရောက်ချတာလုံးပြီးပြုတ်ပြီးသူကနည်းနည်းရှည်တယ်ကိုငပြောပြီးကလုံးပြုတ်ရှည်အဲ့ဒီလိုကြမ်းဖန်ရှာတော့အမလေးဗမာဘုန်းကြီးစာတတ်တဲ့ဟဲ့ဆိုရှမ်းမတွေကြီးညိုလိုက်ကြတာဆိုပဲပြိဿဒါကြောင့်တရားနာပြိဿကြီးဘုန်းကြီးဆိုတာအခွင့်သင့်တယ်လို့တရားဓမ္မရဲ့တရားတရားကိုရေနွေးမလောင်းမဲနဲ့ရေအေးလောင်းပေးရပါတယ်ဗျာဒါကြောင့်တရားနာပြိဿအနေနဲ့ကျုပ်ကတော့ဓမ္မဂတိကတွေမြန်မာနိုင်ငံမြောက်များစွာရှိတော်လဲဘယ်ဓမ္မဂတိကမှမပုတ်ခတ်ဖဲနဲ့နာကြပါကျုပ်တရားကတော့တရားလူပြည့်လူဖြစ်နေပါတယ်နော်ဒါကြောင့်ကျုပ်ကတော့ဒီလိုပဲဟောပြီးတော့ပရိသတ်ကိုပျော်အောင်ဟာတရားနာရတာပျော်တာဟာတရားနာရတာပျော်တာဟာဒီစိတ်ကလေးတွေဝင်စားပြီးတော့တပါးသောတရားပွဲရင့်ရင့်တန်တန်တရားတွေကိုလည်းနာကြားနိုင်အောင်ကျုပ်ပို့ပေးနေပါတယ်လို့ဒါလေးထည့်ပြောရပါတယ်နော်ကျုပ်မတော့ဖြင့်နိုင်ငံကျော်ကြတဲ့ဘုန်းကြီးဆိုတော့ဟိုသတင်းနေဒီသတင်းနေအမျိုးမျိုးဗျ45နှစ်ကိုရည်မှန်းပြီး45ပါးဒုံတစ်ပါးရဟန်းကမွဲကြီးမှာရန်ကုန်ကအများကြီးပေါက်ပါတယ်မဲရောက်လာကြပါတယ်ရန်ကုန်ကကျုပ်ရဟန်းကံပွဲကြီးကြာနီကံကိုရောက်လာတဲ့လူတိုင်းကြာနီကံဆရာတော်လူထွက်မိမယူတဲ့တဲ့လူတိုင်းပါပါတယ်ဟိုကျုပ်ခံစားနေရပုံပြောပါတယ်ဒီထီကလည်းအကျိုးပေးတယ်မထိုးဘဲနဲ့တရှုပ်ရှုပ်ပေါက်လူထွက်တာလည်းအကျိန်100လောက်ရှိပါပြီနော်ဒီတော့တရားနာပိဋကကျုပ်အနေနဲ့ပိဋကများတယ်မဟုတ်လားစီကားတယ်မဟုတ်လားပိဋကများလွန်းတယ်စီကားတယ်ငွေတွေကရတယ်ဘယ်မှာပြင်ဘလောက်လှူခဲ့ကျုပ်ပြင်ဘလောက်ယူသွားနဲ့အဲ့ဒါလို့တရားနာပိဋကလှူကြတန်းကြတရားရှိတာတွေများပြီးတော့လာတော့အမျိုးမျိုးအဖြစ်ကျုပ်မှာအကုတ်ဖဲအစိတ်ဆာအထိုးကျိတ်ဆိုသလိုဒါတွေကကျုပ်စိတ်ထဲလဲသိပြီးသားဖြစ်နေတော့ခံရမှာပဲဓမ္မရာကြီးပဲလို့ကျုပ်သိပြီးသားဖြစ်နေလို့ဘယ်လိုသတင်းတွေဖြစ်ပေါ်တော့လဲပဲဘုန်းကြီးစိတ်ထဲမှာထိုပြောတဲ့ပုဂ္ဂိုလ်များအပြစ်မတင်မဲနဲ့မင်းသတိထားမင်းအတွက်ပြောတာမင်းသတိထားဆိုတော့ကျုပ်မှာပို့ပြီးတော့သတိတတ်မစေဉာဏ်ရှင်မိပါတယ်ပြိဿ
ဒါကြောင့်အပြစ်မတင်မိတဲ့ပြင်သူများအပြစ်တင်တာကိုငါခံမယ်သူများကိုပြန်အပြစ်မပြောသူများအပြစ်တင်တာကိုငါပြန်ပြီးတော့မချေပငါလှုပ်ချင်တဲ့အလုပ်အပြစ်ကင်းကင်းနဲ့တောင်းပန်မှဟောမယ်ဆိုပြီးဟောနေရတဲ့ကြံဒီကံဒါကြောင့်တစ်မျိုးလုံးလဲသိကြပြီးသားဖြစ်နေပါတယ်အခုကြံဒီကံဒိတ်ခွေတွေကတစ်ပြေလုံးနှမ်းပြီးတော့ရောက်နေပါသဖြင့်ရောက်တဲ့နေရာတိုင်းရောက်တဲ့နေရာတိုင်းဟိုညောင်လေးပဲဆိုတာဆွန်းဝင်စားပါတယ်ပြိဿကားမှာကြံဒီကံဆိုတဲ့စာကလေးရေးထားပြီးတော့ဘယ်ဆွန်းစားနိုင်တော့မမြင်ဘူးလို့တဲ့ဇွတ်တိုးကြအတန်သာကြားဘူးတယ်မမြင်ဘူးလို့နဲ့ဘယ်နဲ့ဆွန်းကိုစားမရဘူးကျုပ်ကလည်းလူရှုပ်ဆိုရင်စားဖြစ်တာမဟုတ်ဘူးတရားဟောနေတော့တရားနာပြိဿကမျက်လုံးကျွတ်ကြအောင်ကြည့်သေအောင်ကြည့်ကိုယ်လုံးနဲ့ကိုယ်ဆက်ပါဦးဇဝဲပေါ်ကြည့်ဟောတာတမင်တတ်မမြင်ဘူးလို့မျက်လုံးမြူးကြီးနဲ့ရှေ့တဲ့တွေကလာကြည့်တယ်ကျုပ်မခံနိုင်ဘူးဟုတ်တယ်လေကိုယ်ပါးစပ်ကရွဲ့သွားတယ်လို့နှာခေါင်းကတွန့်သွားတယ်လို့ကြားတော့လူကိုကိုယ်ကံရဖြစ်လို့ဒါကြောင့်တရားနာပရိသတ်မြန်မာနိုင်ငံတနိုင်ငံလုံးကြံဒီကအန္တရာယ်ကင်းနေတာလည်းပဲကျုပ်အစ္ဆဒကိုရင်းမှရှိတဲ့မေတ္တာတရားပါဗျာရန်ကုန်အင်းစိန်ဟောတော့မယ်ဆိုရင်ကားပေါ်မှာကျုပ်မေတ္တာတုတ်ရွတ်လာတယ်ပြန်ပြန်တော့ဟောဒီကမေတ္တာတုတ်ရွတ်ထွက်မယ်ငါတရားဝဲနာကြတယ်တရားနာပရိသတ်ရဟန်းသံဃာတော်ရှင်မြတ်များနဲ့လူပရိသတ်ကစလို့တတ္တဝအနန္တကျမ်းမှာချမ်းသာကြပါစေကျုပ်မေတ္တာပို့ပြီးသားပြန်ထွက်တော့လေကျုပ်မေတ္တာပို့တယ်ဒီပရိသတ်နဲ့တကွဒီပရိသတ်အစထားလို့30ပုံကျင်းလီကုံတော်တတ္တဝအနန္တကျမ်းမှာချမ်းသာကြပါစေအန္တရာယ်ကင်းကြပါစေအနှောက်အယှက်ကင်းကြပါစေရောက်တဲ့မြို့တိုင်းရောက်တဲ့ရွာတိုင်းဒီလိုမေတ္တာပို့ပြီးတော့မေတ္တာတရားနဲ့သွားခမည်းတော်ကိုအနန္တ5ပါးရှစ်ခိုးမခိုင်းခင်မှာကျုပ်ကိုယ်တိုင်ရှစ်ခိုးပါအနန္တ5ပါးရှစ်ခိုးပါဤဗျာဘုရားတော်ပြောင်းသွားတဲ့ဖခင်ကြီးရှစ်ခိုးပါတယ်ကျောင်းမှာကျမ်းရခဲ့တဲ့85နှစ်ရှိတဲ့အမေအိုကြီးရှစ်ခိုးပါတယ်နောက်ပြီးတော့မိမိတဲ့ကြီးတဲ့ပုဂ္ဂိုလ်များဂုဏ်သိက္ခာကြီးတဲ့ပုဂ္ဂိုလ်များဘုန်းကြီးရှစ်ခိုးပါတယ်ဆိုပြီးတော့ဒီအနန္တ5ပါးနဲ့ဒီမေတ္တာဒီစေတနာတွေကြောင့်ကျုပ်ပေါ်မေတ္တာပြန်ရလို့လည်းပဲတရားဝဲတိုင်းပြိဿများသလောက်အလှခံသလောက်လှူကြပါတယ်ရပါတယ်ပြိဿဒါကြောင့်မေတ္တာနဲ့သွားနေရတဲ့ဘုန်းကြီးမြည်သည့်ဓမ္မဂတိကမြည်သည့်တန်ခါမြည်သည့်သာသနာမြည်သည့်ပုဂ္ဂိုလ်ရဲ့အပေါ်မှာကျုပ်အနေနဲ့ကတော့ဖြင့်အပြစ်ပြောရုံမကပြောတဲ့ပုဂ္ဂိုလ်များကိုယ်ပင်လျင်မချေပပါဘူးလို့တရားနာပိဋကကိုဂရိပေးရင်းနဲ့ကဲရှေ့ဆက်လက်ပြောကြအောင်ဆိုဘယ်တောင်ရောက်သွားပါလိမ့်ဘယ်ရောက်သွားတော့ဟောဗျာလိုက်နာထောင်နေတာပဲပြန်ဆက်မှဖြစ်မှာကြောကြကျုပ်တရားမိမတွေဈေးဖို့တောင်းလို့ဆိုခက်ဘူးလားဟိုကြကျွေးတော်မူတာစားတော့တောင်းမေ့ပြန်လားအိမ်ကြလင်းကစီးပြီးတယ်မေ့ဈေးဖို့ရခဲ့လားဆိုဟာတော်ဟုတ်စားကိုဘာလို့ထွက်သွားမှမသိဘူးကျုပ်တရားကျုပ်ထွက်သွားတဲ့စကားမှပြန်မဖမ်းရင်တော့တရားနာပြိတ္တာမိမတွေဈေးဖို့တောင်းလို့ဖြစ်မယ်အနုတန်တေဆိုတာဒါခေါ်တယ်ပြိတ္တာဆက်ဆက်မှုရှိမှာဟာကျွတ်တို့မန္တလေးမိမကြီးတယောက်ကလေးမလေးကဈေးကပြန်လာငါတို့မပဲလားကျမဈေးကပြန်လာညှိပါတွေဝယ်ခဲ့တော့အဲ့ဒါစကားဆက်ဆက်တယ်ဘယ်ကလာတော့ဈေးကလာတယ်ဘာတွေဝယ်ခဲ့တော့ဒါဆက်ဆက်တယ်ခုတော့မဟုတ်ဘူးငါတို့မပဲလားကျမဈေးကလာအေးမျက်စိရည်ရည်ကြီးတာတော့ဘာဆိုင်လို့ဈေးကလာတာနဲ့ရည်ကြီးတာနဲ့ဟိုကျွတ်တို့ဆွမ်းအတွက်နဲ့ပတ်သက်ပြီးပြောပြီးလားပြိဿဆွမ်းအတွက်နဲ့ပတ်သက်ပြောပြီးတော့ဟိုတရားနာပြိဿအနောက်ဘက်ကိုကျွတ်တို့ခိုင်းဖြတ်ချလိုက်တော့ဘာတွေထွက်လာအမျိုးသမီးတွေအဲ့ဒါတော့ကျုပ်ဘာလူလို့ထွက်တယ်လို့မပြောတတ်အောင်ကြားနေအဲ့ဒါကြီးခွက်ကြဟုတ်တယ်လေရေလူလို့ရေထွက်တာလဲပြောလို့ဖြစ်တယ်ဗျာဟောအစားအစာထွက်လာတာလဲဆွမ်းလူလို့ပြောဖြစ်တယ်ဗျာမိမတွေထွက်လာတာကြတော့ဘာပြောမှမသိအောင်ကြားအလေမသိပါသည်အမှန်တော့ဒါလူလို့ပေါ့ဗျာဒီလိုပဲပေါ့ကဲမိမတွေထွက်လာတော့ဒီမိမတွေနဲ့ပြောကြပါကြနောက်ယတနာ9ပါးလှဲပေါ်တင်ညတင်ပြီးတော့လှဲပေါ်တင်ယုံမကဘူးတရားနာပိဋကလောဘရမဲ့မဖြတ်နိုင်ဘူးဗျဟေးအဆွေတို့ဒီသစ်ပင်ခိုင်းကလေးတွေဖြတ်တာနဲ့လှဲပြည့်အောင်ငါတို့ယရနာတွေတင့်ပြီးတော့အစားအစာတွေစားရည်တွေတောင်းမိမတွေနဲ့တကွဒီလိုအဆင်ပြေကြရင်တပင်လုံးများလှဲလိုက်ရင်တော့လာခေ
ပေသာတရီလာပြီလောဘရရှိထွက်လာလောဘကြီးတော့ရတယ်နဲတယ်ပြိတ္တနဲတယ်ကြည်နဲလို့မကဘူးအသက်ကိုဒုက္ခပေးတော့မှာဟေးဓမ္မဂိုင်းကလေးတွေဖြတ်ယုံနဲ့တောင်တလောက်ငါတို့ချမ်းသာလာရင်တပင်လုံးများလဲပြီးတော့ပြစ်လိုက်ပါကလက်မှုကြီးကပြောတယ်မောင်တို့မလုပ်ကြနဲ့သူ့တပင်အောင်မနေသူ့အရေးကိုချိုးသူ့ခိုးဝေးရမဲ့တဲ့ဘဝမှာနေပြီးတော့ငါတို့ကသူ့ကိုခိုးဝေးရအောင်သူ့အာကိုတော်မှုပြုတ်ပြီးတော့စမ်းလာခဲ့ရတယ်မဟုတ်လားရှင်ကဒါလည်းတော့ခဲရပြီအစာဆန်းကဒါလည်းစားခဲ့ရပြီတာရဝဲမရခွဲနဲ့လာခဲ့ရလို့မိမတွေလည်းပြုတ်ကြလာလိုက်တဲ့အနောက်ဘက်ကိုင်းကဒါတွေပြောပါခဲ့ရပြီဟောအနောက်ဘက်မြောက်ဘက်ကိုင်းဖြတ်လိုက်ပြန်တော့လေယတနာတွေလဲပေါ်ပြေးပြီးတော်ရောပေါ့ကွယ်ပြန်ကြစုအိုးမဟုတ်ဘူးဒါတော့ချမ်းသာရုံနဲ့ဘယ်ဖြစ်လိမ့်တသက်လုံးစားမကုန်အောင်ဟေးလာတဲ့ကားလို့ဟေးလာဒါယူခဲ့ဒီကောင်လေးမလုပ်တော့လာလဲဖို့ပိဿသေပင်ကြီးလဲဖို့လဲကြံစီရောတရားနာပိဿဘယ်လဲခံလိမ့်နုံငကားကလည်းမခံဘူးတေယုံမာတဲ့လူသားတယ်ငါကဖြင့်ဒင်းတို့ကတနာလို့ရေလဲတိုက်ခဲ့ပြီးအစာလဲကျွေးခဲ့ပြီးကြည်စားအခုတော့မိမနဲ့ဝေးနေတဲ့လူတွေဆိုပြီးကိုချင်းစားပြီးတော့အဟွာတွေလည်းပေးခဲ့ပြီငကားကကြည့်အခုယရနာတွေလည်းမြောက်တိုင်းကချိုးဖက်ချပြီးတော့လှဲပေါ်တင်ပေးပြီးဒါတောင်အရိပ်နေအခက်ချိုးငါသစ်ပင်ကိုဒီလိုဖြက်စီးကြမယ်ဆိုရင်ဖြင့်ငါမထားနိုင်ဘူးနဂါးပေါင်းတို့သူ့ပိုင်တဲ့နဂါးတွေကိုခေါ်လိုက်လာလေးသမားရောက်ဆောင်ပြီးလေးတွေယူခဲ့ကြချမ်းမယဝတ်စားတွေနဲ့သူရဲရောက်ဆောင်ပြီးတော့လာခဲ့ကြထွက်ခဲ့ကြဟေးလာဝိုင်းဘာပြောခုံးလဲပိဿကြီးနဂါးမင်းអော်လိုက်တော့အကုန်လုံးစုဝိုင်းလာလိုက်တာလေးတွေနဲ့ပြည့်တရားနာပိဿအာကုတ်ကြဖဲကြတတ်ကြဖြတ်ကြနဲ့ဟောလှဲသား900တဲကလှဲမှုတယောက်ဖဲကြဘသူရင်ကြနော်လှဲမှုတယောက်ဖဲကြလှဲမှုတယောက်ကြံပြီးတရားနာပိဿကြီးကျွတ်တို့နဂါးတွေကလှဲသားတွေရောင်ဖန်ဆင်းပြီးတော့အမဲလှဲ900ကိုတယောက်လှဲတစည်းစီတက်မောင်းပြီးလှဲမှုကြီးအိမ်ရောက်အောင်ပို့ပေးတယ်ဗျာအကုန်လုံးချမ်းသာမှာဘယ်နှယောက်ထဲချမ်းသာသွားတော့လူတွေဘာကြီးလို့တော့လောဘကြီးတော့အသက်ပြောက်မကုန်ဘူးလားပြောက်ကုန်ပါရဲ့ဗျာဒါကြောင့်ဒီနေရသစ္စာ၄ပါးနဲ့ဝင်လိုက်ရင်လောဘဆိုတာဒီသမုဒိယသစ္စာလောဘဘာသစ္စာလောဘသမုဒိယသစ္စာအကြောင်းခံပြီးတော့ပြောင်းဆံအောင်ဒုက္ခရောက်ယူမကအသက်မပြောက်ကြဘူးလားကိစ္စပြောက်ပါရဲ့ဗျာအဲ့ဒီဆင်းရဲဒုက္ခသေခြင်းစိုးနဲ့သေကုန်တာကအကျိုးသစ္စာဆိုတဲ့ဒုက္ခသစ္စာတတ္တဝါတွေဒုက္ခဖြစ်တဲ့အကျိုးသစ္စာဒီဘယ်လိုကြောင့်ရတယ်လဲပြိဿလောဘဆိုတဲ့သမုဒိယအကြောင်းသစ္စာကြောင့်ခင်ဗျားတို့ခုကြုံမင်းမဲ့ဟောဒီတရားနာပရိသတ်ကြီးအားလုံးကြုံမင်းမဲ့နော်ကိုရှိတဲ့စည်းစိမ်လေးနဲ့ချမ်းသာနေတယ်မထင်နဲ့ပြစ္စုပါဒနဲ့ခန္ဓာပြီးဒုက္ခခန္ဓာ၅ပါးရလာကြတဲ့ကစံဝတ်နေရေးအတွက်ဒါတွေမကဘူးပြိဿဖခင်ကိုတော်မြတ်ကြီးကဒီခန္ဓာနဲ့ပတ်သက်ပြီးအဆင်းရဲဆုံးလို့မဟောဘူးလားပြိဿဟုတ်ပါဗျာဒါဖြင့်ခင်ဗျားတို့ဒီခန္ဓာကြီးရပြီးတော့လာတဲ့ပုဂ္ဂိုလ်တွေဒီအခုတရားနာပြိဿအားလုံးဆင်းရဲသလားချမ်းသာလားဒီဆင်းရဲတွေခင်ဗျားတို့ဘယ်သူကြောင့်ရသမုဒိယကြောင့်သမုဒိယတရားကိုကောက်တော့ဘယ်သူတော့လောဘပိဋကကြီးခင်ဗျားတို့ဒုက္ခဆင်းရဲမှုမှမလွတ်ကင်းကြဘူးလားလူကင်းကြရင်ဆင်းရဲတဲ့အကြောင်းတရားဖြစ်တဲ့ဘယ်သူဖြတ်ရမှာလောဘဖြတ်ရမှာဘယ်သူဖြတ်ရမှာတော့ဖြတ်ခြင်းစိတ်လေးများပေါက်မလားဟုတ်ပါဘူးဘယ်တော့လောက်ကစဖြတ်မေးရသေးတာလေဒီတော့တရားနာပြိဿဖြတ်ကြရမယ်ဗောဒါပေမဲ့လို့အရှင်ဘုရားကလောဘဖြတ်ပါလို့ဆိုပြီးအခုအရှင်ဘုရားအလူခံတဲ့ငွေတွေလှူလိုက်ရတာဒီလောဘကြောင့်မဟုတ်ပါလားဘုရားတပည့်တော်တို့ဒီလောဘဖြတ်လိုက်လို့
ဘာမှမရှာမဖွေပဲနဲ့မရလာရင်အရှင်ဖရာတို့ပါလှူနိုင်ပါအောင်မလားဖရာလို့စင်ကြီးကန့်ရင်ကန့်မယ်ပေါ့မှန်ရလားပြိတ္တကြီးမှန်ပါတယ်ဗျာစင်ကြီးမကန့်နဲ့တော့ဗျာလောဘနဲ့ရှာတာတော့လူချင်းမှုနဲ့ရှာလိုက်တော့အဲ့ဒီလူချင်းမှုနဲ့ရှာပြီးတော့ယခုလိုခန္ဓာကိုယ်ကြီးရလာတဲ့အခိုက်အတန့်မှာလှူမှုတမ်းမှုတရားတရားလေးအခြေခံပြုပြီးတော့ပညာဥသိပြီးတော့တတိလက်မလွတ်ဖဲနဲ့ပရိသတ်ကြီးဒီလောဘကိုတတ်ချင်တဲ့စိတ်ကလေးနဲ့သေစေလိုတဲ့စေတနာလေးနဲ့ပညာဥသိပြီးတော့လှူရမယ်ဆိုရင်ပရိသတ်ကြီးဒီလောဘတစ်ဖြည်းဖြည်းတစမပြတ်ဘူးလားပြတ်ပါရဲ့ဗျာဒီလိုပဲဖြတ်ရမှာပါဒီတော့ခမည်းတော်ဖြတ်ကြဆိုတော့မရှာဘဲထားလေကျွတ်တို့ကအကြက်ကြမှာမို့ကိုင်လေးရှာနိုင်တဲ့လောက်ရှာပြီးတော့လှူနိုင်တဲ့လောက်လှူဒီလိုပဲလှဲ့ဆွဲရအောင်မှာကြာဏီကံစကလုံးထွားတယ်လည်းမအောင်မိတ်နဲ့ဟုတ်တယ်စကလုံးထွားတာကကြာဏီကံမဟုတ်ဘူးဗျလှတော်သားဒီတိုင်းစကလုံးထွားတာဘယ်သူတော့ကြားဘူးလားလှတော်သားလှတော်ဆိုတာဘယ်မလို့အင်းစိန်ကလူတွေဘယ်သိလိမ့်ရွှေဘိုဘက်မယ်ဥစ္စာရွှေဘိုလမ်းမယ်ပြိတ္တာဥလသိန်းဆေးတံမတော့ရဲတဲ့ရွာလေလှတော်ကဥလသိန်းကဆေးတံကောက်ကြည့်နောက်ဥလသိန်းဆေးတံတောက်ပြီးတဲ့နောက်သူတို့ရွာကတကြီးဆေးတံတောက်လာတော့လှတော်သားတယောက်ကပြောတယ်ဥလသိန်းရှိအလိုလေတို့ရွာကတကြီးဆေးတံတောက်လာလိုက်တာကွဲတဲ့ငါးကြောက်ဝင်မှုတ်ကလေးခွေးချီလာတဲ့အတိုင်းပဲနောက်ဥလသိန်းအဲ့ဒီရွာဆေးတံမတောက်ရဲတော့ဟောဘူးလှတော်သားကဇက်ပြက်အောင်ပြောတယ်ပြိတ္တာဇက်ပြက်အောင်ဆိုတာကြုတ်ပြောဦးမယ်ကြောက်လန်းအရှိပဲနှခမ်းမှာကျွတ်တို့ဇက်ပွဲရှိသူတို့ကအနောက်ဘက်နှခမ်းကနှမ်းရိုးပုံမီးရှို့မီးလုံရင်းနဲ့ပြာသူလာကြီး2ယောက်ထဲစကားပြောတာဇက်ပြက်တယ်3ယောက်နားထောင်4ယောက်နားထောင်ဘိုက်နဲ့ရည်ရင်နဲ့ဟာဟိုကဘာတွေတော့ဟာနဲ့ဇက်လူမရှိဘူးဇက်ပြက်အောင်ပြောကျုံလဲကိုရွေးကျုံလို့ယုံသွားပါတယ်ပြိတ္တာလှတော်ကနေကျုပ်ကဝက်လက်မြို့ကိုတရားဟောသွားတာဝက်လက်လမ်းကောင်းရလားလို့လှတော်သားမေးတော့ကောင်းမကောင်းတော့မမေးနဲ့တဲ့ကိုတော်တို့အဲ့ဒီလမ်းဂျစ်ကားနဲ့သွားလို့ကတော့တဲ့ကြောက်ခဲစားသွားတော့အစာကြီးတယ်လမ်းမကောင်းဘူးပြောလိုက်မပြီးဘူးလားစကားပြောရင်တရလွန်ပြောတယ်ဒီတာတော့ဝက်လက်ကမစီးဘူးဖရတယ်ဘာဖြစ်လို့တော့ဆိုအိုးတဲ့နောက်ကဂလုံးနဲ့လန်တောင်လှဲ့ကြည့်ရေစီလှဲကားနှေးတယ်ပြောလိုက်ပြီးဘူးလားရေစီလှဲကလန်တောင်ညာတဲ့စကားတရလွန်ပြောတာဒီထက်သူတို့ရွာနာမတရားနာပြည်သားကျွတ်တို့ပေါက်တော်ရွာဆိုတာရှိတယ်ဘုန်းကြီးတွေစာပြန်မွဲရှိဘုန်းကြီးတွေစာပြန်မွဲကျွတ်တို့ကြက်သားတံပေါင်းနဲ့ဆွမ်းကတ်အဲ့ဒါလှတော်သားကလိုက်သွားပြီးပြန်လာတော့ပြောတယ်ဝါတဲ့ဘုန်းကြီးတွေစာပြန်မွဲဆိုလို့သွားပါတယ်လက်ဆက်ကတော့ဘုန်းကြီးအေးကိုကွာလို့ဆိုတယ်ကျက်သားတံပေါင်းနဲ့ကတ်တာနဲ့ဘုန်းကြီးအေးတယ်ဘုန်းကြီးတွေကလည်းစားလိုက်တာဟဲတဲ့ဝေသားလီပြီးဘလူးကြတဲ့တိုင်းအယိုးကြီးချလို့ပြောတာပြိတ္တရဲ့စကားတရလွန်ပြောတာဒီတော့ကျုပ်တို့ကမေးကြည့်တယ်ခင်ဗျားတို့လှတော်သားကလို့ဟိုဥပမာမပါပဲမပြောတတ်ဘူးလားလို့ဟိုတဲ့တပည့်တော်တို့ကဥပမာမပါပဲစကားပြောရရင်နဲ့လှဲမီးတို့စီးရတဲ့အတိုင်းဟောပါလာဗျာဘယ်လိုမှမလွတ်တာဒီထက်သူတို့စိုင်နိုင်ကြီးဆိုတာရှိတယ်သူတို့ရွာနာစိုင်နိုင်ကြီးတရားနာပြည်သားသွားပြီးတော့ဟိုအလှလိုက်တာပေါ့လေပါတဲ့စိုင်နိုင်ကြီးအလှကဖိတ်လို့လိုက်သွားတာကျွေးတာကတော့ကြက်သားဟင်းပဲဟေးတဲ့ဒါပတိမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဟာဘာပြုလို့တော့ဟာတဲ့ဘာပြုတော့မလဲကွာတဲ့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့တကယ်ဆိုကြက်ရင်းနဲ့ပြောလိုက်ပြီးဘူးဒါကြောင့်မှပြောတယ်လူဒီဟဲ့ကျွတ်တော့ကမဲတယ်လေသူတို့ကားစိတ်ရောက်တော့ခင်ဗျားတို့လှတော့ကားစိတ်ကားပေါ်ရလားလို့ဟိုတဲ့ကားပေါ်တာတော့ပြချီးခါတဲ့အတိုင်းပဲပြချီးခါတာတို့ဥမှာပေါ့ကောင်းဝင်ပြားကောင်းနေဒူတဲ့ရှုပ်ချက်ခတ်လို့ကားပေါ်တာကိုပြချီးခါတဲ့အတိုင်းပဲတဲ့ဘလောက်ကားပေါ်တယ်တပည့်တော်တို့က RTP မှာစီးတယ်တဲ့ဘာဖြစ်လို့တော့လို့ RTP မြန်နေဆိုတာဟုတ်တကူဖေရတဲ့ဒီပြီးတော့ဟိုတလုံးကမန္တလေးစီးလိုက်တော့မြန်နေဆိုတာဒီပြီးတော့ကိုယ်တိုင်စီးမှသိတယ်တဲ့ RTP မြန်မုံပြောရရင်ရိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲကကြီးဆောင်သူဘယ်တော့မှဖက်လိုက်ဘူးလို့
ပြောတဲ့လူတွေဒီလာတော့သားကြောင့်ပြောတာနဲ့ပြီးတော့မှာပါပြောရအောင်မယ်စမ်းမိလို့ပြောတာပါဖြည်းဖြည်းပေါ့နောက်တရားနာပိဋကသူ့တငယ်ချင်းတယောက်ကမေးတယ်လေအဝေးရွာကမင်းတို့ကြီးစီးပွားရေးကြီးပွားရေးပဲနဲ့တော့ဟာတဲ့အလူရေးတဲ့စီးပွားရေးတော့မမေးနဲ့ဟာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲစီးပွားရေးကြက်တယ်ပြောလိုက်ပြီးရောဒီဝလုံးကောင်းကြီးနဲ့ဆင်ရဖက်နဲ့လှုပ်တိုးမလို့ကျန်ညံဖုံမှန်ပြောတယ်ဟာဒါပြင်မင်းတို့ကြီးဒီနေ့အလောက်ကင်လေးရောဟာတဲ့အလုတ်အကင်ကလည်းမမေးနဲ့မောင်ရေးတဲ့ရှိတဲ့အလုတ်ဖိလုတ်လဲတနေ့တခြားစားအိုးကကြီးတော့တာပဲကျန်ညံဖမှန်ပြောတဲ့လူတွေဟိုကမေးတာစေတာနဲ့နာဟိုကပြန်မေးတယ်မင်းတို့ရှိအလုတ်ကင်လေးရောဟာတဲ့ကျန်ညံဖမှန်ကိုပြောတယ်အေးကွာတဲ့ဆက်မေးအောင်မင်းတို့ရှိဟိုသမဝါယမဆိုင်ကအထယ်လေးပါလိပေးရလားတဲ့အထယ်ပေးမပေးတော့မမေးနဲ့မောင်ရေးတဲ့ကိုမိမကိုလေးထန်းဆောင်อ่ะကြီးထိုးမှကြောက်လို့တဲ့အထယ်မပေးဘူးပြောလာတော့သားကြောင့်ပြောတညာလုံးပြီးမှာမဟုတ်ပါမပြီးပဲဒီတခုတော့ပြောအောင်မယ်ကြာလားတခုတည်းကတော့ပါပြီအိုးကျွတ်တို့ခြိပါသားနဲ့ပခန်းသားဆိုတာရှေးဆုံးကရာဇဝင်နဲ့ကတိကတအလွန်ပြောတတ်သူတို့ကခုခေတ်ဟိုပခန်းသားကကျွတ်တို့လှတော့ကိုစကားပြောပြိုင်မလို့သွားတယ်ဗျလှတော့သားစကားပြောပြိုင်ရင်လို့စကားပြောကောင်းတယ်ဆိုလုံးလို့ပခန်းသားတွေကလှတော့ထွက်သွားတယ်လှတော့ရွာပေါင်းရောက်တော့ကလေးတစ်ယောက်တွေ့ဟဲ့ကောင်မဲဘယ်ရွာကကျုပ်လှတော့သားဗျလာခဲ့သိပြီတော့လှတော့သားရှာနေဟဲ့ကောင်မပြေးနဲ့လာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့ယိုကျွေးပါမယ်ဘယ်လူကြီးနဲ့ပြောခဲ့ရတော့ကလေးနဲ့ပြန်ပြေးခဲ့အဲနောက်ရမှဆက်ပြောကြစို့ဗျာကျုပ်တရားတောင်ပဲရောက်တော့မှမသိဘူးကြာလီခါစကလုံးထွားတယ်မထင်နဲ့လှတော်သားမှစကလုံးထွားရကနေထွက်သွားတာအဲဆက်ကြပါအောင်စို့ဒီလိုနဲ့တရားနာပရိသတ်ကြီးလောဘလို့ခေါ်တဲ့သမှုရိယကိုအမြင်မဖြတ်နိုင်ကြလို့လောဘကြီးပြီးတော့လှဲသား900သေခြင်းဆိုနဲ့သေခဲ့ကြရပါသည်မှန်လားပရိသတ်မှန်ပါဗျာသူ့ရိတ်နေပြီးသူ့ခက်ချိုးတော့ကိုချိုးမနေဘူးလားပရိသတ်တလုတ်ကျွေးဘူးသူ့ကျေးဇူးတဲ့ဒါရမကယရနာရွှေငွေတွေလှဲပေါ်တင်ပေးတော်လည်းပဲသစ်ပင်လှဲမလို့ကြံလို့အကုန်သေးကုန်ကြအဲ့ဒီတဲ့လှဲမှုကြီးကိုပြောပြီးတော့ဒီပစ္စည်းတွေအကုန်ပေးထားခဲ့ပြီးတော့ဟောနဂါးတွေသူတို့ထံပြန်ကြပါတယ်ဗျာဒါကြောင့်မြတ်စွာဘုရားကိုတော်မြတ်ကချစ်သားတို့ဟဲ့ဒါရကာတို့သင်တို့ဒီလောဘကိုသိသိခဲ့လို့အသက်မပြောက်ခဲ့ကြတာကွဟောနောက်ဘဝတုန်းကလှဲသား900ကတော့ဖြင့်လောဘကိုမသိသိနိုင်သဖြင့်အသက်ပြောက်ရုံမကသားတဲ့ကွယ်မရတဲ့ကွယ်နဲ့သေခြင်းဆိုနဲ့သေကုန်ရတယ်ဒါကဒါယကာတို့ဟောနောက်ဘဝတုန်းကလှဲမှုကြီးကငါဖျားဖြစ်တော်မူခဲ့သည်ဟောနောက်ဘဝတုန်းကနဂါးကတာကြီးတာရိပုတ္တရာဖြစ်ခဲ့ဘူးသည်ခြေသားတို့လို့ဇတ်တော်ပေါင်းတဲ့အဆုံးမှာတရားတော်ကိုနာကြားရသောမြတ်စွာဘုရားဤပရိသတ်များသည်သောတာပတ္တိဖို့သို့တည်ကြပါတယ်ဆိုတဲ့အရေးနေအခက်ချိုးချိုးဇက်လန်းသည်ဒီကနေ့ညဘုန်းကြီးတို့12နာရီထိုးလူပါပြီအစနေ့သိတရားရှိလို့မတော်ပါဘူးမနေ့ဖြင့်ငါကြမှာအဆိုးငိုလေးနဲ့ကြည့်ရှုလုပ်ကြတာပေါ့ခုတော့ပြုံးစားပြင်းစားဟောရတယ်။ကဲမေတ္တာပို့ရအောင်အားလုံးဆိုကြဗျာငြိမ်ငြိမ်လေးခဏလေးသိခံပြီးတော့တကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေ။အားလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေ။ဘာပြောရတော့ဟောဗျာဘုန်းကြီးပို့တဲ့မေတ္တာကပိုက်တဲ့ထည့်ဘုန်းကြီးပြည့်ထားခဲ့မလို့သူတို့ကိုသူတို့ပြန်ပို့တဲ့အားလုံးပရိသတ်ကြီးတဲ့အားလုံးပြိဿကြီးကကျုပ်ကပို့တာအားလုံးမလိုက်နဲ့အားလုံးပြိဿကြီးချမ်းသာပါစေဆိုခင်ဗျားတို့ကဆရာတော်ဘုရားလည်းချမ်းသာပါစေပေါ့ဩဘုန်းကြီးကဒုနာရှိတာနော်
အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်ချစ်ရင်နဲ့ဖုံမုံစိတ်တွေပြပြအသီးသီးသောမိမိတို့အင်္ဂါဌာနသို့နိဝတ္တန်တုသီခံရတာပြန်ကြပြီတော့နိဝတ္တန်တုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေတရဆွေကလျှမ်းပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း